ဒီကတော့မန္တလေးမှာသာရတဲ့ဒုတ်ထိုးကြော်ကိုပြည်မှာမန္တလေးရတာအတိုင်းစားရမှာဖြစ်တဲ့အပြင်ဒုတ်ထိုးအစုံနဲ့ကြက်ဥအစာတော့ငုံအစာတော့အုံနောက်အချင်းနိုင်တို့ပါရတယ်အရသာလဲကောင်းပြီးတန်ရှင်းတဲ့ဒုတ်ထိုးပြင်မှာသွားစားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နဲ့အတူလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာ Okay အားလုံးပဲမင်္ဂလာပါ Food in my page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်နေတာကကျွန်တော်ဗိုလ်ချုပ်လမ်းမတန်းပေါ်ကျွန်တော်9000ဈေးရဲ့အရှိဘက်ပေါ့နော်9000ဈေးရဲ့ဘေးကကျွန်တော်ဒုတ်ထိုးပြင်ကိုရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒုတ်ထိုးရှိတယ်ပြီးတော့တခြားဘာတွေရှိရမလဲဆိုတာကျွန်တော်ရဲ့အတူမြည်ဆန်းကြည့်အောင်လိုက်ခဲ့ပါဦးခင်ဗျာဘမဘာတွေရလဲမောင်လေးအစုံပဲမောင်လေးအကုန်လုံးဒီကကျုပ်အစာတော့ဒီကလေးကငုံအစာတော့အသွေးတဲ့အစာတော့အကုန်အစုံရတယ်မောင်လေးဟုတ်ဒိုဟာတွေကဒါအကျော်လားဟလားဟုတ်ကဲ့အကျော်ပါမောင်လေးသူကတစ်ချောင်း900ပါမောင်လေးအကျော်ကတစ်ချောင်း900တစ်ချောင်း900ပါဒီဟာလေးတွေကဒုတ်ထိုးက200ပါမောင်လေး200ဟုတ်အမဆိုင်ကဘယ်အချိန်လောက်ဖွင့်လဲမောင်လေး3နာရီပေါ့နော်အခုနေဘူးတဲ့အချိန်ဆိုတော့လေဟုတ်ကဲ့3နာရီလောက်ဆိုဖွင့်တယ်မောင်လေးဩဒါမျက်လုံးနော်ဟုတ်ကဲ့မျက်လုံးဒါလေးကဦးနောက်ဒါအုံနောက်လေးရနော်ဟုတ်ဦးနောက်လေးအချင်းက2မျိုးရှိတယ်မောင်လေးဟုတ်ကဲ့တစ်မျိုးကမကြီးချင်းပေါ့နော်ဟုတ်ကြီးအဆက်ကလေးပေါ့နော်နောက်တစ်မျိုးကဆော့ပေါ့နော်မောင်လေးငရုတ်ဆော့ငရုတ်ဆော့ပါလေမောင်လေးဆိုင်ရမနေ့ပိုင်းကျတော့မောင်ကြီးအလုပ်ရှိတယ်မောင်လေးဟုတ်ကဲ့ညနေပိုင်းကျတော့မောင်ကြီးဟိုပါပေါ့နော်ဟိုတစ်ဖက်တစ်တိုင်းရပေါ့နော်ညနေပိုင်းကျတော့ဝင်ငွေပိုးရသွားအောင်ပေါ့နော်အဲကြတော့အဲကအမျိုးသားက तू ကဝါသနာပါတယ်လေဝါသနာပါတယ်ပထမကျတော့မောင်ကြီးကအစဆိုတော့လေတိတ်အချင်းမဆက်သက်ကြတာပေါ့နော်ဟုတ်ကဲ့ဟုတ်ဆက်သက်တယ်နောက်ပိုင်းကျမှတဖြည်းဖြည်းနဲ့အဲ့လိုဟွာပြောတယ်သူများတော့လေများတော့ဟုတ်ပြင်းပြသွားတာအချင်းကဘလိုလေးနော်ဘလိုလေးလောက်အဲ့ပေါ့နော်ချင်းကဘာချင်းလဲဒါကမကြီးချင်းတဲ့ဒါကအချိုးတဲ့ဩဒါဟိုငရုတ်ချင်းဒါအကျော်ဒါမျိုးကလေကိုလေးစားဘူးလားမန္တလေးမှာစားဘူးလားဒါဒီမှာမရှိသေးဘူးဒီလိုအကျော်ကအဘာကျော်လဲငါဦးညောနော်သုံးတာညမကြီးနေနဲ့စားမယ်ငါကိုစလုံးနဲ့တို့စားကြည့်မကြီးရင်ပူကြရတယ်ဟုတ်တယ်နော်တူပဲမလားဟုတ်တယ်ဘာပါလဲအဲ့ကျုပ်ဟောကြာတဲ့တော့ကလည်းတပွဲ1000ကျန်တယ်ဒီဟာဒုတ်ထိုးချောင်းလေးတွေကဒါတစ်ချောင်းကို200ဒီဟာ900ဟုတ်အဲ့ဒါကြိုက်တယ်ကြော်လဲကောင်းတော့နော်ကြော်လဲကောင်းတယ်ငုံနဲ့ကျုံနဲ့တွတ်ထားလဲတော်တော်ကောင်းတယ်ဒါမျက်လုံးကလေတစ်လုံးကို1000ဒါမျက်လုံးဒါ1000မိုးပေါ့ဟင်းရလေကြောက်အရန်အချုပ်ကဲမနေသလိုတောက်လို့မကောင်းတာလည်းမရှိဘူးတော်တော်လေးတောက်လို့ကောင်းတာကျွန်တော်ဒါမျက်လုံးကိုအလုံးလိုက်စားlâu lâu rồi cheers với mà ấy à nó có bài ấy à lẽ ta muốn ta quẹo à dí ta quẹo đi không tầm dài đi tầmဝက်ဆက်လက်လိုမျိုးလေရဲဟုတ်ကဲ့ရှာနဲ့ကဲခုနကပြောတဲ့ဟာပါဥကြစီပြီးတော့ဒီလိုမျိုးလေးအချင်းလေးထည့်ပြီးသွားလို့ရှိရင်ကြာစံကဲပါပါမျိုးလေးဒါလေးကိုထုတ်
ပလက်ရွက်ကလေးတွေပေးထားတယ်ငင်းမြေဟိုမှာစားလို့ဤသွားရင်အေးပြေဟိုမှာအေးဆိုင်ရှိကွက်တီ ဒီမှာတော်တော်လေးသဘောကျတာလေဒီဦးကျော်ကလေဦးကျော်တို့3နှစ်သားကျော်တို့ကလေကျွန်တော်မန္တလေးရောက်မှပဲပုံမှန်ဆိုရင်စားရတယ်ပေါ့နော်ကျွန်တော်အခုဒီမှာဒါမျိုးရောင်းနေဆိုတော့ကျွန်တော်တော်တော်သဘောကျပြီးဝမ်းသာသွားတယ်စားလို့လည်းတော်တော်ကောင်းတယ်ကျွတ်မွေးနေရမယ် မင်းသွားတော့ပေါ့ မန္တလေးအောင်သွားကြမလို့တော့ကျွန်တော်အခုစားတဲ့ဆိုင်လေးကိုလာစားကြည့်ပါအရင်စားလို့ကောင်းပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့သူတို့တယောက်ချင်းစီအောင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲတတာ